ညီမလေးတစ်နှစ်ကတော့နည်းနည်းများတယ်ပေါ့နော်တစ်နှစ်တစ်ခါတည်းတစ်နှစ်ဆိုတော့နည်းနည်းများတယ်ညီမလေးအဲ့တော့တော်တော်ပြောပြပေးမယ်နော်အဓိဋ္ဌာန်ကိုကိုနိုင်တလောက်လေးကိုစပြီးတော့မှအဓိဋ္ဌာန်စဝင်မယ်ဥပမာပေါ့နော်3ပတ်ဝင်ပါလားဒါမှမဟုတ်လို့ရှင်တလကနေစပြီးတော့မှအဓိဋ္ဌာန်ဝင်မလားအဲ့လိုမျိုးဝင်သွားပြီးဆိုလို့ရှိရင်ကိုကဟုတ်ပြီတလပြည့်သွားပြီဆိုလို့ရှိရင်အရှင်ဘုရားဖရာတပည့်တော်မှာယနေ့အဓိဋ္ဌာန်တလပြည့်သွားပြီဖြစ်ပါတဲ့ဖြစ်ပေါ့နော်နောက်ထပ်ဆက်ပြီးတော့လည်းအဓိဋ္ဌာန်ဘယ်နှလအထိဝင်ပါမယ်ဆိုတော့မှ2လ3လအဲ့လိုပေါ့နော်တလချင်းအောင်သွားတာပေါ့နော်အဲ့လိုမျိုးလေးဝင်လို့ရတယ်ဘာလို့ညီမတွေစမ်းကြည့်ကွာတစ်နှစ်ဆိုတာကြတော့ကိုကအဲ့တနေ့အတွင်းမှာအကြောင်းမျိုးကြောင်းနေထိုင်မကောင်းလုံးဝပေါ့နော်ဒါသဘောတရားကိုပြောပြတာနော်ဥပမာပြောပြတာအမျိုးတော့အရာတွေဖြစ်သွားတယ်ဆိုလို့ရှိရင်ကိုအရှိမကဝင်ခဲ့တဲ့ရက်တွေလတွေအားလုံးအားဒီအလကားဖြစ်သွားတယ်အဓိဋ္ဌာန်ဖြစ်တဲ့အတွက်ကြောင့်မလို့တရက်ပြိုင်လဲအဓိဋ္ဌာန်ပြတ်သားပဲ2ရက်ပြိုင်လဲအဓိဋ္ဌာန်ပြတ်သားပဲဟုတ်တယ်မလားအဲ့တော့ဒီကနေ့မှာတရက်မှာ20နဲ့မှ4နာရီရှိတယ်ဒီ24နာရီအတွင်းမှာကိုရဲ့အဓိဋ္ဌာန်ဒီတရက်ကိုမကြော်မချင်းမှာကိုယ်အဓိဋ္ဌာန်လောက်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့ညီမလေးကတရက်လုံးပြတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီအဓိဋ္ဌာန်ဒီလုံးဝပြတ်သွားတာအရှိမကိုလောက်ခဲ့တဲ့အဓိဋ္ဌာန်ဒီလည်းလုံးဝပြတ်သွားတာပေါ့နော်အဲ့လိုမျိုးဆောင်းနေအဓိဋ္ဌာန်ဆိုတော့ကိုကဒီခုညီမလေးကတစ်နှစ်ဆိုတဲ့အဓိဋ္ဌာန်မျိုးကိုအဓိဋ္ဌာန်စပြီးဝင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့တရက်ပြတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီရဲ့တစ်နှစ်မှာဝင်သွားတဲ့ဟာတွေအကုန်လုံးပေါ့နော်ရှေ့ရဟာတွေအကုန်လုံးကလည်းပြတ်သွားတာချင်းတူတူပဲဒါစိတ်သက်ကြစရာမလိုပါဘူးတဲ့ဒီအဓိဋ္ဌာန်ပြတ်သွားလို့မို့ငါရဲ့အဓိဋ္ဌာန်တွေပြတ်သွားပြီဆိုတော့မှလည်းစိတ်သက်ကြစရာမလိုပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့တဲ့ကိုအရင်တော့ကကိုအရှိမစပြီးငါဒီနေ့ပထမဆုံးအဓိဋ္ဌာန်စခဲ့တဲ့နေ့ကိုပြန်ပြီးတော့မှအစနေပြန်သွားပြီးတော့မှပြန်လဲမိုတီယူပေါ့နော်။ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုပြီးငါကတော့တလားနေစပြီးတော့မှအဓိဋ္ဌာန်ပြုပါမယ်ဆိုမှပြန်ပြီးတော့ပဲပေါ်ပါလေးပဲအဓိဋ္ဌာန်ပြန်ဝင်အောင်သွားပြီဆိုလို့ရှိရင်လည်းထပ်ပြီးတော့မှနောက်ထပ်တလားထပ်ပြီးတော့ဝင်มาလားပေါ့နော်ဒီလိုလေးပဲသွားပေါ့နော်။အများကြီးလောဘကြည့်ပြီးတော့တစ်နှစ်ခွဲ2နှစ်အမျိုးလောက်ဆရာမလို့လေအဓိကကိုဖြည်းဖြည်းနဲ့ပုံမှန်လေးနဲ့မှန်ကန်ပြီးတော့မှပဲသွားနေဖို့ပဲလိုတာအစားနေပြန်စားလိုက်ဘာမှစိတ်တက်မကြနဲ့ဟုတ်ပြီလားပွင့်စုံပေါက်ဆိုတာစုံသွားကြတော့ပြည့်စုံတာဓာတ်ဆောင်ဖြစ်တာအဲ့ဒါကိုပြောတာပါပွင့်ဆိုတာကျတော့ပွင့်လန်းတာပွင့်လင်းတာကိုပြောတာပါစုံပွင့်စုံပေါက်ဆိုတာကျတော့ပေါက်ရောက်တာပေါက်မြောက်တာထုံးပေါက်တာကိုပြောတာပါအဲ့တော့စုံပွင့်စုံပေါက်ပဋ္ဌာန်းကျမ်းတော်ကြီးဆိုတာကျတော့အထဲမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးကိုနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ဂုဏ်တော်9ပါးကိုကြည့်တဲ့ဟာတွေပဲလေဂုဏ်တော်9ပါး24ပစ္စည်းအဲ့ဒါရဲ့ကိုအတူတူဘူးတွဲပြီးတော့မှရုပ်ဖက်ဘူးစော်ရတာဖြစ်ပါတယ်စုံပွင့်စုံပေါက်ပဋ္ဌာန်းကျမ်းတော်ကြီးဆိုတာအဲ့မှာခေါင်းစဉ်ကိုကြည့်ပြီးတော့မှတော့မဟုတ်ဘူးပေါ့နော်တကယ်တော့မြတ်စွာဘုရားရဲ့ဂုဏ်တော်9ပါးရဲ့24ပစ္စည်းရဲ့ကိုပူတွဲပေါင်းဆက်ပြီးတော့မှရုပ်ဖက်တရဲဆဲပြီးတော့မှပေါ့နော်ဒီရဲ့တကုံတော်တွေရဲ့မှအစွမ်းတကိုးတွေအကြောင်းမို့လို့စုံဝင်စုံပေါက်ကြားရပါစေဆိုပြီးတော့မှအဲ့လိုမျိုးပေါ့နော်အဋိဌံဝင်ကြရတယ်နေ့စဉ်ဒီတိုင်းတာမန်ရိုးရုပ်ဖက်ပူဇော်ကြရတယ်အဲ့လိုမျိုးပေါ့နော်ပုံမှန်ရုံးနေကြကိုပူဇော်နေကြရှစ်ကိုကြောနေကြ24ပစ္စည်းပါတယ်ဆိုပြီးတော့လို့ရှင်ဂုံတော်9ပါးပါတယ်အဲမှာထူဆန်းတာတွေပါမပါပါဘူးရှင်စုံဝင်စုံပေါက်ပဋ္ဌာန်းကျမ်းတော်ကြီးဆိုအကောင်းစဉ်ကတော့အဲ့လိုလေးအဓိပ္ပာယ်ရှိတယ်ဒါပေမဲ့အထဲမှာကကိုရမှာမြတ်စွာဘုရားရဲ့မှာဒီရဲ့24ပစ္စည်းပဋ္ဌာန်းကျမ်းတော်ကြီးရဲ့ပြီးတော့လို့ရှိရင်ဂုဏ်တော်9ပါးရဲ့အဲ့ဒါရဲ့ပဲပါတာပါရှင်ထူးဆန်းတာမပါပါဘူးစုံဝင်စုံပဋ္ဌာန်းကျမ်းတော်ကြီးရုပ်ဖတ်ဖို့ဆိုပြီးတော့မှအားလုံးပဲစုံဝင်စုံပေါင်းကြရပါစေဘက်စုံပြေဆုံးကြရပါစေဆိုတဲ့ရည်ချက်နဲ့အဋ္ဌံဝင်ကြခြင်းဖြစ်ပါတယ်ရှင်